morning ဒီနေ့နေတော့အချိန်ကြီးကြားတဲ့နေတော့တန်းပြပေါင်းလို့ကျွန်တော်ဒီနေ့လူဝိနာအကြောင်းအနေငယ်ပြောပြချင်ပါတယ်လူတယောက်နဲ့50ကျော်တယောက်ကိုအားလုံးချင်းနဲ့ဆိုတော့ဘာမှမဖြစ်လို့တယ်ကျမ်းမာရှိလို့ချင်းနဲ့ဆိုတော့အသက်60တယောက်ကိုအသက်60ကျော်တယောက်ကိုဘာမှမနေတယ်ကျမ်းမာရှိလို့ချင်းနဲ့ဆိုတော့ဒီနေ့ကျွန်တော်လူဝိနာမစားမှလည်းတွေ့ရတယ်။ဘုံပိချရာနာဖာစတာနာအကြီးအများကြီးတွေ့ရတယ်။အလို့အစင်တွေကိုယ်စင်ဝင်နေကျမ်းမာရှာတာလို့ဆိုပြီးတော့အများဒီလောကမှာရှိနေတာအားလုံးကကျမ်းမာရှိလို့ရှိကြတယ်။ဒီနေ့ကျွန်တော်လည်းကျမ်းမာရှိနေတော့ဒီမှာလည်းကနေနေတော့စီမှာတို့ဒီနေ့စီဆောင်ကြတယ်။ဒီနေ့ကနေနေတော့ပထမ operation တော့ပထမချိန်ရှားကြတဲ့အချိန်က1550မှာဆိုပြီးတော့ဒီသမိုင်းမှာရေးထားကြတယ်။အဲ့ချိန်မှာကိုကျောင်းသားတွေကဒီနွားတို့နွားရောင်းလို့သွားတဲ့အချိန်မှာတနေရာမှာအိတ်ကျော်သွားတယ်။အိတ်ကျော်သွားတော့သူပြန်လို့လာတဲ့အချိန်မှာလူသမီးနော်ဒီအရန်လာတဲ့လူသမီးတကယ်ကြောက်ပိုင်ထားတဲ့လူသမီးကိုတွေးလိုက်တယ်။သူတွေးလက်ပြီးတော့လို့လာတဲ့အချိန်တွေးလိုက်တဲ့အချိန်မှာအဲ့လူသမီးကနေတော့ကျွန်တော်လည်းလူအနေနဲ့ပြီးပါအောင်ဆိုပြီးတော့တောင်းလိုက်တယ်။အဲ့ချိန်မှာသူပါတဲ့ဘောင်းကိုတတိယဘောင်းပါသွားလို့ပြီးလိုက်တယ်။အဲ့ချိန်မှာကိုယ်ပိုင်မှာရောက်တဲ့အချိန်မှာသူနှုတ်ရတယ်နော်။လက်ဆက်နေလို့ပဲအင်းနေလို့တွေ့ရတယ်။ဒါပေမဲ့ကိုသွားဖို့ရတော့နော်နှုတ်ကတော့မလျှော့ဒီတိုင်းပဲအပြည့်ဖြစ်နေစေတယ်ဆိုတော့ပထမဒီသင်ရှားကြမှာမရှိ။တော့1550ဝန်းကျင်ပါဒုတိယအချိန်က1590ပါဒီကျတော့များနေကြတဲ့ချိန်မှာဆွမ်းတဲ့ကလေးနော်နွားလို့ဘာကြောင့်ပြန်ထောပတ်လို့ရောင်းနေတဲ့အချိန်မှာသူကလည်းပဲကျွန်တော်အားလုံးပြီးနေတဲ့အတိုင်းပဲဒီနေတော်မှာရောက်တော့တောင်းတယ်တောင်းပြတော့ပြင်လိုက်တယ်ပြင်လိုက်တဲ့အချိန်မှာနေတော်မှာပြသူ့အနေသူ့ကိုင်ထားတဲ့အနေလေးကိုကြည့်လိုက်တယ်နော်သူ့ကိုင်ထားတဲ့အနေလေးကိုဒီပြတ်နေရောရေးစီကိုကြည့်လိုက်တယ်ဘာမှမတောင်းဘူးနော်အဲ့မှာနေတော်မှာရတယ်နော်ဒီခုနလူပိတာဖြစ်နေတဲ့အနေလေးကိုဒီအဲ့နောက်ဒီ10ကီလိုမီတာလောက်ဝေးတဲ့ဒီဘာမှအဲ့တချေးပြောမှာပြောမှာတော့ဒီချန်ချန်နဲ့တယောက်စီမှာဝါရခိုင်တဲ့အချိန်မှာဒုဝိတာဖြစ်နေတာကမမှတ်နေတဲ့ထားတဲ့အချိန်မှာတက်တာတွေးလာတယ်။တော့အဲ့ချိန်မှာဒီတော့ဒီနေရာမှာပြောင်းလို့ပြရတယ်။ကျမ်းမာရှင်တဲ့ဒီမှာဆိုတော့ပုံပြကြတယ်။နောက်သားကြီးဒီသင်ရှားပြဆရာတဲ့အချိန်မှာလည်းတော့ဒီပေါ်တူဂီမှာပေါ်လာတဲ့ဒီ series မှာပေါ်တဲ့အချိန်မှာနော်လေမွန်လန်တဲ့အချိန်မှာမိုးတော့စီStar of the Sea နော်ဒီ Star of the Sea မှာဒီမှာအတင်းချတဲ့အချိန်ဒီမှာ connection ရှိတဲ့အချိန်မှာဒီပုံတွေကစီတောင်းကြတယ်အဲ့မှာ150လောက်ပါတယ်နော်အဲ့မှာသူတို့ဒီလေးပုံနဲ့နေတဲ့ခဲမဲ့ဆိုပြီးကျွန်တော်ထားဆောင်ဆောက်မယ်ဒီထားကြရတယ်သူတို့ကန်းတယ်ကတ်နိုင်တယ်ဒီကမ်းမှာကတ်နိုင်တဲ့အချိန်မှာအဲ့ဒီကမိနေဆိုတော့စက်တင်ဘာ10ရက်နေ့ဖြစ်နေတယ်စက်တင်ဘာ10ရက်နေ့အဲ့ဒီမှာတွေ့ရမှာညချောင်းနေဒီဆောင်နေဒီတော့ကနေရာဒီမှာဒီရှားတဲ့ပုံစံဖြစ်တယ်အဲ့ဆိုရင်ဒီမှာဒီလိုနော်နေရာမှာရစမှာနိုဗီနာလောက်ကြတယ်နိုဗီနာပုံရဲ့လောက်ကြတယ်
ချိန်လုံးကိုပဲဆူတောင်းနေကြတယ်နင်တို့ဆူတောင်းတာအသက်မပါဘူးဝိညာဉ်တော်ရဲ့တုံ့ဆော်ဖို့ပို့ဆိုပြီးတော့ညာကြီးကဒီဝိညာဉ်ကကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနိုဗီနာမှာကိုယ်ရလုံးရတယ်ကျမ်းစာထဲမှာပါလာပါကြည့်လို့ရှိရင်ဒီ Acts of the Apostles နော်တမန်တော်ဝတ္ထုထဲမှာတခင်ပြတော်မူကောင်းကင်မှာတက်ကြွပြီးတဲ့အချိန်မှာသူရဲ့တပည့်တော်ရှိနေတယ်နော်သူကကြောက်ရွံ့ပြီးတော့သူတို့စိတ်တွေနဲ့တောင်းတက်သွားတဲ့အချိန်ကြောက်ရွံ့ပြီးတော့ဒီနေရာမှာရတဲ့အချိန်အင်ဂျင်မှာသူတို့တကားပိတ်ပြီးတော့ဆူတောင်းတာတကားပိတ်ပြီးတော့ဘယ်ရဲ့ဆူတောင်းလဲဆိုကိုယ့်ရဲ့လိုဆူတောင်းတယ်နော်ကိုယ့်ရဲ့လိုဆူတောင်းပြီးတဲ့အချိန်မှာဖြစ်ပေါ်လာတယ်ဆိုတော့တန်ရှင်တော်ပြီးတယ်စီးရဲလေးတော့ဆင်းကြွလာတယ်ကိုယ်ဆိုတဲ့ဘာသာနော်ဒီလက်တင်မှာနော်လူဝိနာကျွန်တော်လူဝိနာဆိုတော့လက်တင်စကားမှာလိုတယ်လို့ဆိုပြီးတော့လူကြီးထားတယ်ဒီနိုဗမ်ဆိုတဲ့ဟာပါလဲဆိုတော့နံပါတ်9လို့ရတယ်နံပါတ်9နော်ကျွန်တော်ဒီအချိန်မှာတော့ဒီအခုဒီအချိန်မှာလည်းနံပါတ်9အဖြစ်စားနေတယ်နံပါတ်ဘယ်လောက်ဆိုတာဖြစ်တယ်နံပါတ်ဘယ်လောက်ဆိုတာဖြစ်တယ်ဆိုပြီးတော့နော်ဒီနံပါတ်9ဆိုတဲ့ဟာနော်အကောင်းဆုံးကျန်းစာထဲမှာတော့ဒီတမန်တော်ဝတ္ထုထဲမှာကိုးဆိုရင်တော့အဲ့ဒီစားဝိနာလို့ပြောကြတယ်လူဝိနာဆိုတာအဲ့ချိန်မှာတွေ့ရတယ်အဲ့ဆိုရင်လူဝိနာလို့တဲ့အချိန်မှာကျွန်တော်အားရွေးချက်ထားတယ်ကျွန်တော်လည်းကြားဖို့ကြားပါမယ်တချို့ကလူဝိနာ3ရက်လို့လည်းရှိတယ်လူဝိနာ3ရက်ဆက်တိုင်းတချို့ကလူတွေက6ရက်ဆက်တိုင်းတချို့ကလူတွေကတော့ပုံမှန်ဆွတောင်းတဲ့လူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်ကဒီချိန်မှာလူတွေက9ရက်လောက်ကြာတယ်။ကျွန်တော်ရွေးချက်ကပါထားတယ်ရွေးချက်လုပ်တဲ့နော်အထူးရွေးချက်ကပါထားတယ်လို့ထားတယ်ဆိုတော့ဘုရားသခင်စီမှာကျွန်တော်ကျေးဇူးတော်များရှိဖို့ဆိုတာတဲ့ကျွန်တော်တို့ဒီလိုနားရှိတာလေလုံးရမယ်ဘုရားသခင်ကကျွန်တော်တို့စီမှာအားလုံးရှင်းတဲ့ဆိုတဲ့အားကိုတော့ဦးတည်ရမယ်တခင်ခရစ်တော်တို့ကျွန်တော်မှလည်းစိတ်ရှိရမယ်တခင်ခရစ်တော်ရဲ့ဆရာပါတဲ့ကျက်စမာဒီဥယျာဉ်မှာနော်ကျက်စမာဒီဥယျာဉ်မှာသူ့တော်ခဲ့တယ်ဆိုတော့ဘုရားအလိုရှိတော်မူတဲ့ဒီပတ်လာတော်နဲ့မရပါစေတော့ဒါပေမဲ့နော် not my way ကျွန်တော်ရဲ့အလိုတော်တိုင်းမဟုတ်ဘဲနဲ့ကိုယ်တော်ရဲ့အလိုတော်တိုင်းဖြစ်ပါစေတော့ဆိုတဲ့စိတ်တော်ထားနော်အထူးဒီလိုဝိနာရှိဒီစိတ်ကိုထားရမယ်ကျွန်တော်လည်းလက်ချင်ပါနော်တကယ်ပါမှန်တယ်မှာကျွန်တော်တို့ဆောက်ကြတယ်အာမကုနဲ့နော်ဒီကနေ့ပါပို့ဆောက်တဲ့အချိန်မှာကျွန်တော်ဒီခင်ခရစ်တော်ရဲ့ဒုက္ခနော်ဒုက္ခဆွေးနွေးတဲ့အချိန်ကိုပို့ဆောက်တဲ့အချိန်မှာတော်လေးဒီမှာချမ်းထိုင်နေပြီးတော့နော်ကျွန်တော်ရဲ့မို့တော်ဖြစ်ကျွန်တော်ဒီကျမ်းပိုက်ကိုပြီးခဲ့တယ် not my word but it's your way ဆိုတော့ကျွန်တော်ပြီးခဲ့တယ်ကျွန်တော်အလိုတော်ကိုပို့ပဲနဲ့ကိုယ်ရဲ့အလိုတော်ဖြစ်ပါစေဥမာဝါစီတော်လိုက်ကျွန်တော်အလိုတော်ပဲပြီးနော်ကျွန်တော်ရဲ့အချိန်တွေနဲ့တရားတွေအားလုံးကောင်းမှရှိတယ်နော်အဲ့ချိန်မှာမကောင်းတဲ့ခါမှာကောင်းပြီလို့ကိုယ့်ရဲ့စိတ်ကြိုက်တယ်နောက်မနေ့ကဒီတိတ်တောင်းပေါ့ဖို့တော့ကောင်းချင်ပြီးတော့ကိုယ်ဆူတောင်းလိုက်မနေ့ကတိတ်တောင်းပေါ့ဒီတိတ်တောင်းနဲ့အားလုံးတော့နော်သူ့ရဲ့အကျိုးဆက်ကဘာဖြစ်လာလဲကိုယ့်ရဲ့အလိုကြီးနဲ့ပုံရနေပြီဆိုရင်တရားရဲ့အလိုကိုယ့်အလိုကြီးနဲ့ပုံရနေပြီဆိုရင်နော်အဲ့ဒါကြောင့်ကျွန်တော်ဒီလိုနားချင်တာကိုယ့်ရဲ့အလိုကိုပဲတရားရဲ့အလိုကိုပထမဦးစားပေးရမယ်ဒီကနေ့တည်းကနေရဒီခေတ်တော့ဒုက္ခရှိရတဲ့အနေမှာပြောရတဲ့အချိန်မှာနော်ပြီးသားတွေဒီခေတ်တော့အားလေးပေါ့နော်အခုတော့ဒါဘယ်မှာစီဘုံကနေဘယ်မှာစီဆိုတော့ပြောရတဲ့အချိန်မှာနော်ဒီခေတ်တော့ပြီးတော့ပြောလိုက်ငါတော့ဆုတ်လို့စာတန်းဆိုပြောလိုက်ငါတော့ဆုတ်လို့ကိုအရှိပါနော်စာတန်းကိုအရှိပါဖြစ်လာတယ်ဆိုရင်ကိုယ့်ရဲ့စံတန်း
စာတန်ရဲ့နော်ကိုယ့်ရဲ့ဆန္ဒနော်ဒီစာတန်ကရှေ့မှာထားတာဆိုရင်ကိုယ့်ရဲ့ဆန္ဒကဘာမှဖြစ်တာလဲမကောင်းတဲ့ evil ဆိုတာပါလေ distortion of things မကောင်းတဲ့ဟာကောင်းတဲ့ဖြစ်သွားတဲ့ဟာကောင်းတဲ့ဟာကောင်းတဲ့ဖြစ်သွားတဲ့ဟာကောင်းတဲ့ဟာတော့ဆရာကြီးပြောထားတာ hatred မုန်းခြင်းများဆိုတာပါလေ distortion of distorted love hatred ဆိုတာပါ distorted love ဒီအချစ်ကအမပေါ်လာဖြစ်သွားတဲ့အခါကျတော့မုန်းခြင်းဆိုတာဖြစ်တယ်ဆိုတော့ဆရာကြီးပြောထားတယ်ကျွန်တော်ဒီစုထားတဲ့အချိန်မှာဒီလိုမိမရဲ့ပြဿနာတွေကစုတောင်းတဲ့ခြေတွေကတခြားတဲ့ခြေတွေပဲပဲနေတော့သူမှလည်းပါလည်းရှိတယ်ဒုတိယပါလဲဆိုတော့လိုဗီနာလိုချင်တာတယ်ကျွန်တော်ရဲ့ဒီဘုရားသခင်အားကိုးယုံကြည်မှုဘုရားသခင်အပေါ်မှာထားတဲ့နော်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်တဲ့ခြင်းကိုတိုးပွားစေတယ်ဘယ်လိုဆုတောင်းလဲကျွန်တော်ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ရဲ့အားနဲ့ခြင်းကိုပြုပြင်ပြီးတော့ပါကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတိုးပွားစေတော့ပါဒီနေ့ကျမ်းစာထဲမှာနတ်ဆိုဝယ်ဖို့တဲ့ကြောင့်ပါအတရှိတဲ့နားနဲ့ Son of God if you come to torment us ကျွန်တော်ဖြစ်စီဖို့လာတာငါဆိုရတဲ့ဒီစီဆိုတော့ဟုတ်တယ်ဘာမှမကြည့်တော့တတိယမလို့ဘာလို့ဖြစ်တာလဲနတ်ဆိုရတယ်ပြတ်တော့ပြီးကိုယ်တည်းစစ်စစ်လေးပါဘုရားနဲ့ညီရစစ်စစ်လေးပါဘုရားနဲ့ညီရနဲ့ဒီနေ့နတ်ဆိုရဲ့ဒီချိုးပြရတယ်ဒီယတိတဘာတွေကိုစုဆောင်တဲ့အချိန်မှာအတွေ့လဲဆိုတော့ကမ္ဘာထမ်းရှုတဲ့အချိန်မှာနတ်ဆိုတွေ့ရတယ်နတ်ဆိုတွေ့တဲ့အချိန်မှာဒီနတ်ဆိုကခန္ဓာကိုယ်ဒီခါရဲ့အချက်တွေရှိတယ်အောက်ပိုင်းရှိတယ်ခါရဲ့အချက်ပိုင်းရှိတယ်အောက်ပိုင်းရှိတယ်ဘာဖြစ်လို့လဲဘုရားသခင်ရှိပါဘုရားသခင်ရှိပါဘူးမထောက်ချင်ဘူးဘုရားသခင်ရှိပါမှာဘူးမထောက်ချင်တဲ့အခါမှာခါအချက်ပိုင်းရှိတယ်အောက်ပိုင်းရှိတယ်နေချရှိတယ်အဲ့ဆိုရင်ဒီကျွန်တော်ယူချင်တဲ့ဘုတော်အတိတဲ့ယူချင်ပဲလားအခါတလေတော့ကျွန်တော်ဘုရားကြောင့်အများနဲ့တက်တယ်ပဲကျွန်တော်အများနဲ့ဟိုဆက်ဖို့လိုတဲ့ပေးတာပဲနော်စေးရတဲ့လူကပူနေတာပဲငါမတော့ပြင်နေတာကဘသူရောက်ပါလဲဆိုတဲ့အခါတလေတော့ဟိုကကြွားတော့ထုတ်တဲ့အဲ့ဒီအခါတလေညာတိရှင်းတော့ပါအခါတလေတော့ရှိတတ်တယ်ကျမ်းစာမှာပုံမှန်သွားနေတာပဲ။ငါဘာဖြစ်လို့လဲ။ဘုရားတရားတော့ဘာမကြည့်ဘူးဆိုတော့ငါ့ဘာကောင်းတယ်ကမရောက်စေဘူး။ကောင်းတယ်ကဒီလိုရောက်မယ်မရှိတော့ပါနဲ့ဆိုတော့အခါတလေနော်ရှိတယ်။ဒီယုံကြည်ခြင်းကဘာယုံကြည်ခြင်းလဲ။ယုံကြည်ခြင်းအတေးအသက်မရှိတဲ့ယုံကြည်ခြင်း။ကိုယ့်ရဲ့ယုံကြည်ခြင်းကဘာယုံကြည်ခြင်းပြလဲ။ saving faith အသက်ပေးတဲ့ယုံကြည်ခြင်းပြတယ်။ရဟန်းတော်စတင်လာပါစိတ်တကြတဲ့အချိန်မှာစိတ်တကြတော့ဥရှင်မှာတော့ဒီလမ်းလျှောက်တဲ့အချိန်မှာအလေးတရားဆော့သူတို့မှာပါကြည့်အမေယနေ့အမဆူညံလို့မရဆူညံလို့မရတဲ့အချိန်မှာရဟန်းတော်စတင်လာတာစိတ်အနောက်ရှက်တွေသွားတယ်အလေးကြီးဆော့တယ်အဲ့ချိန်မှာဒီမှာတရားလိုက်တယ်။အော်ကျွန်တော်ကမ္ဘာထမ်းရှုပြီးတော့တောင်းနေတဲ့အချိန်မှာဒီအနောက်ရှက်တွေဖြစ်လာတာကျွန်တော်ဘုရားကပုံပုံပြီးတော့ချိကတတ်ဖြစ်တယ်ဆိုတော့ဒီလိုတောင်းအဲ့ဆိုရင်ဒီကျွေးရုံကြည့်ရှုနေတယ်စစ်စစ်ရအောင်အသက်မရှိတဲ့ကြည့်ရှုနေတာဒီနဲ့ဆိုးတရားကိုကြည့်ရှုနေတာအသက်ပေးတဲ့ကြည့်ရှုနေတာနောက်ဆုံးမှာဒီကျမ်းမာရှင်တွေတော့ကျွန်တော်ဒီနားလို့တဲ့ကျမ်းနဲ့
လောကမှာတက်ရှိနေတဲ့အချိန်မှာမချမ်းသာခြင်းဘူးမှမရှိဘူး။ဘာမှစကားမပြောနဲ့ချမ်းသာခြင်းလက်တကားတဲ့ကြီးတာဆိုတော့ချမ်းသာခြင်းကြားတယ်။ချမ်းသာမှာအားကိုယုံကြည်နိုင်တဲ့အခါတည်းမချမ်းသာတဲ့အခါကိုယ့်ရဲ့ယုံကြည်ခြင်းအားနည်းတဲ့အချိန်ရှိပါတယ်။ဒါလည်းလည်းနားကြဖို့ကိုယ်ပေါ်မှာယုံကြည်ခြင်းတောင်းရှိတဲ့စမ်းစစ်ခြင်းနဲ့ဖြစ်တယ်။အဲကြောင့်ဒီလိုဒီလူတွေကလည်းရှောက်ပါမေရောမာယာစီတဲ့လူဝင်လာလို့တဲ့အချိန်တိုင်းမှာမေရောမာယာစီတဲ့လူတာပို့ပဲခရစ်စမတ်မှာလည်းကျွန်တော်လူဝင်လာလို့ကြားလူဝင်လာတဲ့အများကြီးလို့ကြားစင်ဂျူးမှာလည်းလူဝင်လာလို့ကြားဆရာကြီးဟန်တာလည်းတော့အများကြီးလူဝင်လာလို့ကြားပုဂ္ဂိုလ်တော်မှာဘာလို့ရှိစလဲကျွန်တော်လူဝင်လာလို့ကြားဒီလူဝင်လာတဲ့ကျွန်တော်တို့ခိုင်းတော့တာမေရောမာယာနဲ့တော့ကြားတယ်ပြီးတော့ကျွန်တော်တို့စတောင်းပြီးယဟန်နာလေးကနေပြီးတော့ကျွန်တော်တို့ကြားတယ်ပြီးတော့စတောင်းပြီးကျွန်တော်ညီကိုပေါင်းမှာကျွန်တော်တို့ရဲ့ဒီကောင်းကင်နိုင်ငံရောက်ပြီးတော့ပုံပုံတွေကနေပြီးတော့ကျွန်တော်တို့ကြားတယ်ပြီးတော့ကျွန်တော်တို့နဲ့စတောင်းပြီးအားကြောင့်ကျွန်တော်ဒီနေ့နောက်တစ်လျှောက်မှာကိုယ့်ရဲ့ယုံကြည်ခြင်းကိုနော်ပြန်လဲစမ်းစစ်ပြီးတော့ကျမ်းမာခြင်းစုကြည်စုတွေအားလုံးရရှိနိုင်တယ်ဒီကျမ်းမာခြင်းအနေနဲ့ကျွန်တော်တို့ဘလုံးကောင်းတဲ့